အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဘာနော်အခုဒီမှာပြခဲ့တဲ့ဗီဒီယိုလေးကဘာလဲဆိုရင်ဒါကိုရီးနိုင်ငံပေါ့နော်ဒါအခုကျွန်တော်ဒီကိုရီးမှာအခုလက်ရှိပေါ့နော်လုံးလုံးနေရပေါ့နော်ကိုရီးနိုင်ငံကအဓိကပြောပြချင်တာပေါ့နော်ကိုရီးနိုင်ငံမှာဘာတွေကောင်းလဲဘာတွေဆိုလဲပေါ့နော်ပထမတော့ဒီမှာတစ်ခုကောင်းရတော့ပေါ့နော်ဒီမှာဆိုရင်အရက်တောက်လို့မရဘူးပေါ့နော်ဒီမှာစလိတော့တောက်လို့ရတယ်အဲ့လိုမျိုးတော့ရှိရပါတော့ကျွန်တော်ဆိုရင်ဘီယာတွေပဲကြိုက်တယ်ဒါပေမဲ့ဘီယာကမရှိတော့ဘီယာတောက်လို့မရဘူးဒီမှာဆိုရင်တော့ဘီယာနဲ့အလားတူထုတ်တာရှိတယ်ဒါပေမဲ့အဲကိုဟော0အဲကိုဟောပေါ့နော်အဲ့လိုမျိုးတွေရှင်တော့ပြီးတော့ဒီမှာဗာလဲဆိုတော့အခုကောင်းတယ်ဆိုတော့ဒီမှာကအင်္ဂလိပ်လိုပေါ့နော် level တစ်ခုအနေနဲ့မဟုတ်လေအဆင်ပြေတယ်ပေါ့နော်သူပြောတာလည်းနားလေကိုပြောတာလည်းနားလေလို့အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးရှိရပေါ့နော်ဒီမှာဘယ်လိုပြောရမလဲဒီမှာဆိုရင်currency ကဒီမှာပေါ့နော်currency ဆိုအမျိုးမျိုးရှိတယ်ကျွန်တော်တို့ 10KD ပေါ့နော်10KD ရှိမယ်ပြီးတော့ဒီမှာဆိုရင်ပေါ့နော်ဘာရှိလဲဆိုရင်ပတ်စံမွေကြီးကတော်တော် growth ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်မွေကြီးပေါ့နော် 1KD ဆိုရင်မြန်မာငွေ2006ပေါ့နော်အရင်6လလုံးအောင်ဆိုရင်1400လာခဏပေါက်တယ်ပေါ့နော်ဒီမှာ80လောက်ပို့မယ်ဆိုရင်73သိန်း14သိန်းလောက်ရတာပေါ့နော်အဲ့လိုမျိုးလေးရှိဒီမှာပြမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်1KD ပေါ့နော် 1KD ဆိုဒီလိုပတ်စံပေါ့နော်ဒီ1.2ကကြတော့900ပေါ့နော်900ဆိုတော့ကျွန်တော်တို့ 1KD ရဲ့တဝက်ပေါ့နော်အဲ့လိုမျိုးရှိရဲ့ဒီဘက်မှာ 20KD ရှိရဲ့ 20KD ဆိုရင်မြန်မာငွေနဲ့ဆိုရင်ဟောလောက်ရှိရပေါ့3သိန်းလောက်ကျော်လောက်တော့ရှိရပါတော့ currency ကအဲ့လိုမျိုးလေးရှိရပေါ့နော်တခြားပေါ့နော်ဒီမှာဘယ်လိုပြောရမလဲဒီမှာနေလို့ထိုင်လို့တော့ကောင်းတယ်ပေါ့နော်ဒီမှာလဲကိုယ့်ဟာနဲ့ကိုယ်နေကြလောက်သွားတယ်ပြန်လာတယ်ပေါ့နော်အဲ့လိုပေါ့ဒီမှာဘယ်လိုပြောမလဲပတ်စံနဲ့ပတ်သက်မတော့စားမယ်ဆိုရင်တော့ကိုယ့်ဘာသာကို budget ဖြည့်တာပြီးဆိုတော့ပတ်စံစုရပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဒီနိုင်ငံမှာတခုကောင်းတာတခြားနိုင်ငံနဲ့မတူတာအခွင့်အရေးမဆောင်အောင်ပေါ့နော်ဘယ်လိုပြောမလဲကိုနားတာနဲ့လည်းရှိမိတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်အခုကတော့ဒါကျွန်တော်တို့မှာပေါ့နော်ညောက်ပြီးရတာဗီဒီယိုတော့လေးဖြစ်ပါတယ်ဒါကိုဝေးပေါ့နော်ကိုဝေးကဘယ်လိုပြောရမလဲဒီဟာလူချင်းလို့ဘာမှမရှိဘူးဒီမှာအလုပ်သွားမယ်အလုပ်ပြင်မယ်ဒီလိုနိုင်ငံပေါ့နော်ဒီကျွန်တော်အခုဒါကိုဝေးနိုင်ငံအကြောင်းကိုကျွန်တော် share လုပ်ပေးရဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်